မယ်သားကြလို့လေ ငါတို့လူတွေပြောနေတဲ့ IQ နဲ့ EQ ကိုသွားချကြမလို့ ဟောအဲ့ဒါငါတို့လည်းလိုက်မယ်နော် ဟုတ်မယ်အကြ abbreviations Dara posterior anterior na aorta brachialis relationship between ဆရာမကြည့်ရင်လေ ဟိုပုံဒီပုံလေးပါကွာဟာမင်းတို့ငါ့ဒီပါလာလောက်ရတာ ဆရာကျွန်တော်တို့ဆရာရှင်မှာ IQ နဲ့ EQ ရှိလို့ရှိ냐လာရှာကြည့်တာဆရာ ဆရာ AQ EQ ဆိုတာအလုံးလားပြလားအလုံးလားပြလား IQ EQ အလုံးလားအပြလားမေးနေရလား ကျွန်တော်တို့ရှာလို့လဲဆရာပြပြပေးပါလား အေးပါကွာအေးပါပြောပြမပြောမင်းတို့ရင်ဆုံးထိုင်လိုက်အာကဲ IQ နဲ့ EQ ကအလုံးလားအပြလားနော်ဂျိုပါလားအမီးပါလားနော်ရှင်းပြမယ်ငါရဲ့ general knowledge အရာပေါ့နော်အမေတို့ပြောပြမယ်ကဲဟုတ်ပြီအခုမင်းတို့ရှာနေတာ IQ နဲ့ EQ နော်အမှန်တကယ်တော့မကောက်ဘူးအများကြီးရှိသေးတယ်နော်ကဲလောလောဆယ်ကဘာပေါ်မှာသူများပြောနေကြပေါ့အာ IQ မြင့်နဲ့ IQ ကောင်းတယ်နော်အဲ့ဒီဟာကိုပြောပြမယ် IQ ဆိုတာအတူကောက်သူရဲ့အရှိကောက်က intelligent quotient လို့ခေါ်တယ်ဟုတ်ပြီနော်ဒါကဘာလို့ဆိုလို့လဲဆိုတော့ဉာဏ်ရည်ကိုတိုင်းတာတဲ့အညွန့်ကိန်းကိုဆိုလို့ကဲ IQ intelligence quotient เนาะဒီ IQ မြင့်တဲ့သူလူတယောက်อ่ะဆိုလို့ရှိရင်ခက်ခဲတဲ့သင်္ချာပု္ပ္ပာတွေကိုအလွယ်တကူပဲဖြည့်ရှင်းပေးနိုင်တယ်ဒါ IQ မြင့်တဲ့သူမှเนาะအများပြောတဲ့မြင်ကောင်းတဲ့မြင်ကောင်းတယ်တနဲ့เนาะတခဏချင်းဖြည့်ရှင်းနိုင်တယ်เนาะအဲ့ဒါ IQ မြင့်လို့ပဲဖြစ်တယ်မှတ်ထားနော် ဆရာဟို EQ ကလည်းစီပြပြပါဦး ပြောပြီး EQ ဆိုတာမှတ်ထားနော်အရှိကောက်က emotional quotient လို့ခေါ်တယ်သူကအတိတ်ပဲပါလဲဆိုတော့ဒီစိတ်ခံစားချက်တွေကိုထိန်းချုပ်နိုင်တယ်နားလည်ပြီးနိုင်တယ်စွမ်းရည်ကိုပြောတယ် EQ ထဲမှာဘာတွေပါသေးလဲဆိုတော့မျှဝေခံစားစာနာပနာတွေလည်းပါတယ်မှတ်ထားနော်ဒီ EQ နဲ့ပတ်သက်ရင်ဂျပန်နိုင်ငံအကြောင်းပြောပြချင်တယ်ဘာဖြစ်လို့ဒီဂျပန်တွေကဆာမူရိုင်းစိတ်ဓာတ်ဆိုပြီးတော့ကိုယ်ကိုလုပ်မယ်ဆိုရင်ကိုယ်ပြန်လုပ်ရမှာနော်ဂလက်သားခြေတာတို့နော်အဲ့လိုမျိုးစိတ်ဓာတ်ပေါ့အယမ်းမှကြောတယ်နော်မထိအထိမခံဘူးမဟုတ်မခံပေါ့နော်အဲ့လိုမျိုးစိတ်ဓာတ်ဒါပေမဲ့နောက်ပိုင်းကျတော့သူတို့စိတ်ဓာတ်ကအယမ်းမှကြောတဲ့အတွက်ကြောင့်အနုပညာရှင်စာပေပညာရှင်တွေကဒီသူတို့စိတ်ဓာတ်လေးတွေနော် EQ လေးတွေပြန်ကောင်းလာအောင်နူးညံ့လာအောင်ဆိုပြီးတော့နော်သူတို့အဖက်ဖက်ကအကျိုးစားကြတာကိုတွေ့ရတယ် EQ မြင့်တဲ့ manager တယောက်ကနော်သူ့ရဲ့ဝန်ထမ်းတွေအမားလုပ်တဲ့ဝန်ထမ်းကိုဒေါသနဲ့တော့မတုတ်ပြန်ပဲနဲ့ဒေါသနဲ့မဖြေရှင်းပဲနဲ့ဟောလူဆိုတာငါတတ်ပါတယ်ဆိုပြီးတော့သူကစနာနားလဲနောက်တော့သူ့ကိုတဖြည်းဖြည်းကိုယ့်ဘက်ပါလာအောင်နော်တဖြည်းဖြည်းဆွဲခေါ်လာပေါ့နီးမှလမ်းမှပေါ့နော်ဆွဲခေါ်လာနိုင်တယ်အဲ့ဒါ EQ မြင့်တဲ့နော် manager ပဲဒီလိုမျိုးဆွမ်းဆောင်နိုင်မှာဖြစ်တယ် ဆရာကျမတို့ကြောက်တာတော့လေ AQ နဲ့ EQ ပဲဆရာစောစောတို့ကပြောတော့ Q တွေအများကြီးရှိသေးတယ်ဆို ခယူတွေပဇွန်တွေကနန်းတွေဂုံးတွေရှိ ဟဲ့ခမန်းမြင်ကြပါလားနောက်ပြ ငါနေတော့လည်းငါလည်းရောင်ကုန်ပြီ ဟဲ့ Q မဟုတ်ပါဘူး Q ကဲတော်ကြတော့ငါဆက်ပြောပြမယ်နောက်တော့လုံးမှတ်ထားနော်ဘာလဲဆိုတော့ PQ နော်ဘာလဲ PQ P ကတော့ physical quotient လို့ခေါ်တယ်သူကဘာလဲဆိုတော့ကိုယ်ခန္ဓာကျမ်းမာတန်ဆွမ်းတဲ့အခြေအနေကိုပေါ်ပြတဲ့အညွှန်းကိန်းနော်အဲ့ဒါကိုပေါ်ပြတဲ့အညွှန်းကိန်းကို PQ လို့ခေါ်တယ်ဒီမှာကွာငါတပည့်တွေကစားတဲ့တဏီကုံနော်စာသာမဖတ်တာတဏီကုံကစားရင်ကစားနိုင်တယ်မမောမပမနစတမနာနော်ဘယ်လိုလဲတက်လုံကောင်းတယ်ပေါ့ကွာအဲ့လိုမျိုးတဏီကုံစော့နိုင်တာမင်းတို့လိုပေါ့တဏီကုံစော့နိုင်တဲ့သူအဲ့ဒါကို PQ ကောင်းတယ်လို့ခေါ်တယ်နော်အဲ့ဒါ PQ မြင့်တဲ့သူလို့ခေါ်တယ်ရပြီလား ဆရာနောက်ထပ် Q ရရှိသလားဆရာ အားရှိသေးတယ်ပေါ့ပြောပြမယ်နောက်တစ်လုံးကတော့ SQ သူရဲ့အရှိကတော့ social quotient အတိတ်ပဲကြတော့သူကလူမှုဆက်ဆံရေးကောင်းတာပေါ့ကွာသူစိတ်မြန်တဲ့သူနဲ့လားစိတ်တူတဲ့သူနဲ့လား
ပြောချင်တာဘယ်လိုလူမျိုးလူကြီးခလေးဘယ်လိုလူမျိုးနဲ့မဆိုသူကောင်းကောင်းမိတ်ဆွေဖွဲ့နိုင်တယ်ပေါင်းစည်းဆက်ဆံနိုင်တယ်နော်ဒါကြောင့်မလို့ SQ မြင့်တဲ့သူကဘယ်နေရာသွားအလုပ်တင်မှာနေရာတက်လဲသူ့အတွက်ရ easy ပဲဘာဖြစ်လို့ဆိုတော့သူကောင်းကောင်းမိတ်ဆွေဖွဲ့နိုင်လို့နော်အဲ့ဒါ SQ မြင့်တဲ့သူအဆင်ပြေနော်ပြီးနောက်တစ်လုံးကတော့မှတ်တာ CQ လို့ခေါ်တယ်နော်အဲသူရဲ့အရှိကောကတော့ creative quotient နော်သူကတော့တီထွင်ကြံစဖန်တီးနိုင်တဲ့စွမ်းရည်ကိုပြောတာဒါဥပမာပြောမယ်ဆိုရင်ဒီ CQ မြင့်တဲ့ပကြီးဆရာတယောက်ကတကယ်ထူးခြားပြောင်မြောက်တဲ့ရုပ်ပုံတွေကိုဖန်တီးတယ်ပြောချင်တာကအရာဆွဲဆောင်တယ်သူရဲ့ထူးဆန်းတဲ့သူများစမ်းပြားနေတယ်သူရဲ့ပကြီးတွေကဒီရိုးမဟုတ်ပဲနဲ့နော်အဲ့လိုမျိုးစမ်းပြားနေနိုင်တယ်အဲ့ဒါဗာမြင့်တဲ့လူလဲဆိုတော့ CQ မြင့်တဲ့လူဟုတ်ပြီတစ်ဆက်တည်းပြောပြမယ်နောက်တစ်လုံးကတော့ EQ လို့ခေါ်တယ်ဘာလဲဆိုတော့ adversity quotient သူကတော့ဘာလဲဆိုတော့အခက်အခဲစိန်ခေါ်မှုစိတ်ပီတိမှုတွေကိုခံနိုင်ရင်ရှိတဲ့စွမ်းရည်เนาะအဲ့ဒါကိုတိုင်းလာတဲ့အညွှန်းကိန်းဖြစ်တယ်ကဲဥပမာဒီ EQ မြင့်တဲ့အကြောင်းသားဘာလဲဆိုတော့မင်းတို့လောပါလေစာမှုပဲကြအလေအရှုံးမပေးဘူးเนาะစာမှုပဲကြအရှုံးမပေးဘူးလုံးဝပဲပြန်ကြိုးစားတယ်เนาะကြမခါကြပြန်ကြိုးစားတယ်ပြောချင်တာကဒါနော်ခုနပြောတဲ့အခက်အခဲစိန်ခေါ်မှုတွေကိုအရှုံးမပေးဘဲနဲ့နော်ဆက်လက်ကြိုးစားတယ်အဲ့ဒါ EQ မြင့်တဲ့သူပေါ့နော်ကဲနောက်တစ်လုံးအနေနဲ့ကျတော့ MQ အရှိကောက်ကတော့ moral quotient သူကတော့အကျင့်စာရိတ္တတန်ဖိုးထားမှုယူသားမှုနော်အဲ့ဒါတွေကိုအဓိကဘယ်လောက်ခံနိုင်ရရှိတယ်ပေါ့အဲ့ဒါကိုတိုင်းတာတဲ့အညွှန်းကိန်းဖြစ်တယ်ကဲဥပမာကွာခေါင်းဆောင်တစ်ယောက်ကလက်မစားဘူးကျွန်တော်ဒါလေးလက်မလေးထိုးပေးပါလားကျွန်တော်ဒီအခွင့်အရေးလေးလိုချင်လို့ရောဓမ္မပိုက်ဆံသိန်းဘယ်နှရာဘယ်နှထောင်ဒါပေမဲ့နော်အဲ့ဒီဘယ်လိုပြောမလဲ MQ မြင့်တဲ့သူကခေါင်းဆောင်ကဘတော်မှအဲ့လိုမျိုးလက်တွေကိုမစားဘူးနော်လက်ပြီးလက်ယူမလုပ်ဘူးပေါ့ကွာအဲ့ဒါဘာလဲဆိုတော့သူရဲ့အကျင့်စာရိတ္တယူသားမှုကိုတန်ဖိုးထားတဲ့အတွက်ကြောင့်နော်အဲ့ဒါကိုဗာမြင့်တဲ့သူလဲ MQ moral quotient မြင့်တဲ့သူလို့ခေါ်တယ်ကဲဟုတ်ပြီဝမ်းသာစရာပဲနောက်ဆုံးတစ်လုံးနားထောင်ရတာညီးဝေးပါပဲဒါပေမဲ့ဘုသူတက်ရပါတယ်နောက်ဆုံးတစ်လုံးကတော့LQ ပေါ့ဒါလေးရပါလေးတယ်ဟုတ်တယ်အဲ့အင်္ဂလိပ်လို့ဆိုရင်နေတော့ဟာနေတော့ဟုတ်နေတာပဲငါပြောချင်တာ L ဆိုမှတော့ love နော်ချစ်ချင်းမြတ်တာသူတစ်ပါးကိုဘယ်လိုပြောမလဲချစ်ခင်မြတ်နိုးဂယုစိုက်တာကိုပြောတာဥပမာLQ မြင့်တဲ့ဆရာတရားကသူ့ရဲ့ကြောင်းသားထဲမှာချို့တဲ့တဲ့သူအားငယ်တဲ့သူနော်ပါလိမ့်မယ်အဲ့ဒီကြောင်းသူကြောင်းသားကိုသူ့ရဲ့ချစ်ချင်းမြတ်တာနဲ့ဂယုစိုက်ဆောက်ရှောက်တဲ့အတွက်ကြောင့်ဒီကြောင်းသူကြောင်းသားကစိတ်ကောင်းမွန်တဲ့စိတ်ဓာတ်ခွန်အားရရှိပြီးတော့သူ့ရဲ့ဘဝကိုရပ်တည်သွားနိုင်တာတွေ့ရတယ်ဒါလို့ရှိရင်အခုမင်းတို့ပြောတဲ့ခရုတွေပေါ့ကွာနော်အဲ့ဒါတွေပြီးကုန်ပြီနော်ဘုဟုတ္တရမယ်သူတစ်ပါးကိုလည်းပြန်လဲဝေငှလို့ရတယ်ဒါတွေကသိထားသိနေလေငါတို့အရောက်စီတိုင်းမှာလည်းဘာဖြစ်လဲမရှိသေးရင်ဘာလုပ်ရမလဲအဲ့ဒီ Q တွေမြင့်တက်လာအောင်ဘာလုပ်ရမလဲလေ့ကျင့်ပြိုးထောင်ရမယ်နော်ဒါတွေကိုမှတ်သားထားကြဟုတ်ပြီလားဟုတ်ဆရာအခုလို့စိတ်ရှင်လက်ရှင်စိတ်ပြားတွေလည်းပြည့်ကြည့်လို့ဒီမှာလေ ကျွန်တော်တို့လည်းဘုသူကအများကြီးရလိုက်ပါတယ် ကျွန်တော်တို့ပြန်လိုက်ပါဦးမယ်ဆရာ ကောင်းကောင်းပြင်ကြလား โอเคโอเค အဲ့လဲအကောင်6ပါပဲငါလဲဆက်ပြီးတော့လေ့လာလိုက်အောင်